ရဲ့ပိတ်သားတွေကပါနေတဲ့အတွက်ဒီနေရာမှာတွဲချုပ်တဲ့အခါဒီနားတွေတည်သက်ဖို့အတွက်ပို့ပြီးတော့လိုပါမယ်မျိုးဗရာအထက်ဖြစ်တဲ့အတွက်ကိုယ်ရဲ့နှစ်ထပ်ချေလို့သုံးထားတယ်ဒီကိုယ်ရဲ့အပေါ်သားနဲ့အောက်သားရဲ့ကြားထဲမှာလက်ကိုထည့်ပြီးတော့ချုပ်တဲ့နည်းလမ်းဒီနေရာမှာကိုယ်လုံးထားတယ်ဒါပေမဲ့ဒီကိုယ်လုံးရဲ့ပိတ်သားကဒီနေရာကနေအတိအကျလေးထွက်တဲ့ပုံစံကိုချဲယူထားတယ်ဒါကနောက်ချက်ရှေ့ချမ်းမှာလည်းသူ့ရဲ့ပုံစံတူပဲเนาะဒီနားမှာတည်သက်ဆုံးရလက်ကိုချဲဒီနေရာမှာသုံးပေးထားတယ်ဗီဒီယိုထဲမှာတော့ဒီနေရာတွေကနည်းနည်းလှိုင်းထားတာမျိုးတော့ပါမှာပေါ့เนาะကော်ပိတ်ပိတ်သားတစ်ထပ်ပဲသုံးထားတဲ့တခြားမလို့ပြော့ရတဲ့ရလက်မျိုးကိုဗီဒီယိုမှာမြင်နေရတာပါဒါပေမဲ့ဒီနားလေးမှာရင်ထိတ်ကလေးတွေလုံးဝင်းနဲ့ဖြောင့်ဆင်းတဲ့ရလက်မျိုးကိုရဖို့အတွက်ကအဓိကကြပါရဲ့เนาะပိတ်သားပြော့ရတာကတော့ဝတ်တဲ့ခါမှာအရန်တက်တောက်တက်တာဖြစ်ပါလိမ့်မယ်ဒီချက်ရဲ့2026 body fit အတန်းကိုဖွင့်ပါပြီပြင်တန်းအနေနဲ့လည်းတက်လို့ရမယ် online တန်းအနေနဲ့လည်းတက်လို့ရမယ်ပြင်တန်းတက်ချင်တဲ့သူတွေကတင်တန်းရက်3ရက်ပါတင်တန်းချက်က3သိန်းခွဲတင်တန်းနေရာကရန်ကုန်ကျင်းမြင့်မြို့နယ်မှာပါ online တက်ချင်တဲ့သူတွေကတော့ Facebook နဲ့ Telegram နေရာနှစ်ခုကနေကြက်ရောက်ရွေးပြီးတော့တက်လို့ရတယ် online တန်းကိုတင်တန်းကြီး3000သတ်မှတ်ထားတယ်ဒါတော့ကျတော့ promotion နေနဲ့ကျ2000ခွဲနဲ့သူတို့ကိုပေးထားမယ် promotion ရက်တည်လို့ရှိရင်တော့ပုံမှန်တင်တန်းကြီး3000နဲ့တက်ရမယ်เนาะအပြင်တန်းကိုလက်တက်ချင်တဲ့သူတွေကချက်ချင်းလက်တက်လို့ရတယ်စောင့်နေကြလုံးဝမလို့အသေးစိတ်ထပ်ပြီးတော့သိချင်ရင်309 424 622 234ကိုဖုန်းဆက်ပြီးတော့မေးပါချဲကိုယ်တိုင်ဖြေပေးပါတယ်